ကဲခုကျွန်တော်တို့စပြီးတော့ဒီချက်ပြမယ့်ဟင်မွေလေးကတော့ငါးကျွတ်ထိုင်းဆော့ဆိုတဲ့ဟင်မွေလေးပါအဲ့ဒါလေးကိုကျွန်တော်တို့ကပထမအနေနဲ့ကဒီမှာအတီးရွက်လေးတွေကတော့ဒီမြူဆန်ပလက်လေးတွေကတော့ဒါအစင်သင့်ပါတော့ချက်သွန်ပြူငါးချက်သားပါမယ်လို့ရှိရင်ငရုတ်တီးကအနီးရဲ့အစိမ်းရဲ့အားလုံးပေါင်းပေါ့နော်3ချက်သားပေါ့နော်စပလင်တစ်ချောင်းပါမယ်ပင်စင်းကတော့တစ်စီးကိုတဝက်ပါမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီငါးကျွတ်ထိုင်းဆော့လုပ်ဖို့အတွက်ကိုကျွန်တော်ငါးစပြီးတော့အသားလွှာပါမယ်ဒီငါးလေးကိုကန်ပြီးဆိုတော့ကျွန်တော်တို့ကငါးလေးကိုခြုံငံနေပြီးတော့အရင်ဆုံးကြော်ထားမှာဖြစ်ပါတယ်ချုံမို့အနေငယ်စားအနေငယ်စီဝေးအနေငယ်အဲ့လိုနည်းနည်းနှံ့နေအောင်နေပါမယ်စားအနေငယ်ချုံမို့အနေငယ်စီဝေးအနေငယ်ဒါကလည်းနှံ့နေအောင်နေပြီးလို့ရှိရင်ကျွန်တော်တို့ကကော်မုံပေါ့နော်ကော်မုံလေးနဲ့ကျွန်တော်ကပ်ပြီးတော့ကြော်ရမယ်ကဲဒီလိုချုံငနေပြီးတော့စီပူဖို့တခဏစောင့်နေချိန်မှာအသားလေးတွေသွားလှော်ရမယ်ကြားလိုက်ကြားလိုက်ကြားလိုက်ကျွန်တော်ငါးကျွတ်ထိုင်းဆော့အတွက်ကိုကျွန်တော်တို့ကငါးကိုကျွန်တော်တို့ကအယိုးထုတ်ပြီးတော့အသားလှော်ရမယ်ပြီးရင်ကျွန်တော်တို့ကအသီးနှံလေးတွေကိုကျွန်တော်တို့ကဒါလေးပြီးပါမယ်ကျွန်တော်တို့ကြက်သွန်ပြူလေးကိုကျွန်တော်တို့ဒီလိုအဝိုင်းလေးပြီးပါမယ်
လက်ရှိဒီဇပလင်လေးကိုကျွန်တော်တို့ကဓာတ်တိုက်ရိုက်ပြီးတော့ငါတို့ကလေးရှင်းပါမယ်တော့ဒီပင်စိမ်းလေးကိုတော့ကျွန်တော်တို့ကအညာလေးတွေခြေပေးပါမယ်အညာလေးတွေပဲသုံးပါမယ်အယိုးကိုပယ်ပါမယ်ဒီဆမ်ပလက်လေးတော့ပြင်ပြီးပါတော့ပြင်ပြီးဆိုကျွန်တော်တို့ငါးလေးကိုအောင်ဆက်ပြပါမယ်ငါးလေးကိုမီးနဲ့ကြော်ထားနေတဲ့အချိန်မှာကျွန်တော်တို့ကဒီအသားလေးကြော်ထားတဲ့အသားလေးတွေကိုကျွန်တော်တို့ကချုံကန်နေပါမယ်ချုံမောစားနေငယ်စသားမုံလေးနေငယ်ငရုတ်ကောင်းဒီမွေးအရသာလေးနှံ့နေနေပြီးဒီလိုရှိတယ်ကော်လေးနဲ့နေထားပါမယ်ဒီနေထားလို့ရပါပြီကြီးရတွန်းလိုက်တယ်ဒါကြီးလုံးဝပဲ
เคကျွန်တော်ငါးလေးဒီနေထားလောက်ဆိုရင်ကျွန်တော်တို့ရတော့ပါပြီဒီငါးကိုဆက်ပြီးတော့ကျွန်တော်ဒီအသားလွှာလေးတွေကိုကျွန်တော်ကြော်ပါမယ်โอเคကျွန်တော်လက်ရှိဒီအသားကျွန်တော်ကြော်နေတဲ့အချိန်မှာဒီဘက်ကကျွန်တော်အနှစ်ကိုငါးကျွတ်ထိုင်းဆော့အတွက်ကျွန်တော်ချက်ပါမယ်ကျွန်တော်ပထမဆုံးအနေနဲ့ကဒီလေးအနေငယ်နဲ့ပထမဆုံးကျွန်တော်ဒီမှာစပလင်နုံးဆင်းထားတာလေးရယ်ကျွန်တော်တို့လက်ရှိဒီမှာတက်တုံးပြူကွယ်လေးလီးထားလေးတွေကိုကျွန်တော်အေးလေးနဲ့ချက်ပါမယ်အဲ့ပြီးရင်ကျွန်တော်တို့ဒီ Bravo Sweet Chili เนาะ Sweet Chili ချက်ပါဆော့ချက်ပါဆော့သမင်းစားစုံနဲ့တွားမယ်ဆိုတော့ကျွန်တော်တို့ကသမင်းစားစုံ3စုံလောက်ရှိပါတယ်ပြီးရင်ကျွန်တော်တို့ chili sauce လည်းနည်းငယ်သမင်းစားစုံ2 3ခွဲလောက်ရှိပါမယ်အဲ့ဒါကိုအေးလေးနဲ့နှံ့နေအောင်မူရမယ်ကျွန်တော်တို့အယောင်ကြီးပေါ့နော်ကာလာကြီးခေါ်တာပေါ့ငရုတ်စီအနီပေါ့နိုင်ကြခဲ့ပါမယ်ပြီးရင်ကျွန်တော်တို့မှာချက်ပြုတ်ကြီးထည့်ပါမယ်โอเคမောတွေ့ရကျွန်တော်တို့ပါဝင်တဲ့ချုံငံလေးရတော့ကျွန်တော်ချုံမုံလေးတစ်စုံရယ်စပန်းမုံလေးတစ်စုံရယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကတကြားလေးရတော့နှစ်စုံခွဲပဲဖြစ်ပါတယ်ကျွန်တော်ပြင်ပဇွန်နှန်းငပြရယ်ပေါ့နော်ပဇွန်နှန်းငပြရယ်ရတော့ကျွန်တော်တို့ကဒီမှာသမင်းစားစုံတစ်စုံခွဲလောက်ပဲရှိတယ်နည်းငယ်ပေါ့နော်ပြင်ကျွန်တော်တို့ဒီမှာ ACD ရှောက်ရယ်ပေါ့နော် ACD ရှောက်ရည်မရှိတဲ့နေရာမှာဆိုတော့ကျွန်တော်တို့ဒီတံမြူသီးသုံးလို့ရတယ်တံမြာသီးသုံးလို့ရတယ်နော်ရှောက်ရည်လေးတော့ကျွန်တော်ခမင်းစားစားနှစ်စုံလောက်တော့ကျွန်တော်သုံးထားပါတယ်ပြီးရင်ကျွန်တော်ဒီမှာငေသီးအစိမ့်နဲ့ညီကိုပပလေးလီထားလေးကျွန်တော်ထည့်ပါမယ်โอเค50လို့ရတယ်ငါရဲ့အသားလွှာထားရလေးကအဲ့လိုမျိုးပေါ့နော်ညီညောင်လေးတန်းလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရပါပြီကျွန်တော်တို့ကငါးကျွတ်ထိုင်းဆော့အတွက်ကိုပင်စင်းလေးကိုကျွန်တော်တို့ကကြော်ပြီးလိုက်တာပါဒါလေးပြီးရင်ကျွန်တော်အဆော့လေးကိုငါးကျွတ်လေးထည့်ပြလိုက်မယ်ဒီမှာပေါ့နော်ဒါဂျူရီယာမဆလာပါနော်အင်္ဂလိပ်လိုကတော့ကာရီပေါင်တာပေါ့နော်ကာရီပေါင်တာလေးကျွန်တော်တို့သုံးထည့်ပါမယ်ဆော်လေးကိုနည်းငယ်โอเคဒါရီမော်
ဒါလေးပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာပင်သိန်းလေးကိုကြော်ထားတဲ့ဟာလေးကိုထည့်ပါမယ်ပင်သိန်းပြီးရင်ကျွန်တော်တို့ဒီမှာလက်ရှိဥနီလေးပေါ့နော်ဥနီအမြင်လေးတွေကိုကျွန်တော်တို့ကငါကျွတ်ထိုင်းစော့ပုံပါပြီးရင်ကျွန်တော်တို့ကဒီမှာ decoration စင်နာပါလေရပါ okay